တခါဂလုံဆိုတာကြတော့ဘာခေါ်ပြန်တာတုံးလို့မေးမယ်ဆိုလို့ရှိရင်ဂလုံဆိုတာလင်းယုံငှက်ကြီးတွေကိုခေါ်တာအဲ့တော့နတ်နဲ့ပတ်သက်လာတဲ့လင်းယုံငှက်ကြီးတွေကြတော့ပို့ပြီးတော့အကောင်လဲကြီးတယ်စွမ်းအားတတ္တိလည်းရှိတယ်ပုံသဏ္ဍာန်လည်းသူတို့ဖန်ဆင်းနိုင်တယ်ဆိုတဲ့စွမ်းရည်တတ္တိရှိတာဝရိန္ဒနတ်ပြည်မှာတရားမင်းကြီးရဲ့အချမ်းအယံဆိုတဲ့အထက်ပဲနဂါမင်းလည်းပါတယ်ဂလုံမင်းလည်းပါတယ်နော်နတ်မင်းကြီး၄ယောက်ဆိုတဲ့အထက်နဂါမင်းပါတယ်ဂလုံမင်းပါအဲ့တော့ဂလုံဆိုတာလင်းယုံငှက်ကြီးပဲဒါကြောင့်မလို့ဗမာပြည်အထုထားတဲ့ဂလုံငှက်ကြီးတွေကြည့်မယ်ဆိုရင်နှုတ်သီးကလင်းယုံငှက်ကြီးပုံအဲ့တော့နဂါနဲ့ဂလုံဆုံပြီဆိုလို့ရှိရင်လင်းယုံငှက်ကြီးနဲ့ကောဗရာဆုံပြီဆိုရင်လင်းယုံငှက်ကြီးကထိုးပြန်ချလာပြီဒီနဂါဆိုတဲ့ငွေဟောက်ကြီးတွေကိုဖမ်းတော်တာပဲသူကလက်ပင်ကိုကုတ်တော်သူ့ခြေတော်ကြီးတွေနဲ့ကုတ်ပြီးတော့ခေါင်းဖောက်စားဒါကကနေခေတ်ထီအောင်တွေးနိုင်တဲ့အနေအထားရှိတယ်ပေါ့နော်လင်းယုံဆိုတဲ့ကောင်အင်တန်မှမျက်စိဆူးရှာတယ်ဟုတ်အမတန်ဝေးတဲ့နေရာကမျက်တော်ထဲမှာသွားတဲ့တွားတဲ့မွေကိုမြင်နိုင်စွမ်းရှိတယ်တဟုန်တို့ထိုးဆင်းလာပြီးတော့ဖမ်းတော်တာဒါမျိုးတွေရှိတယ်အိန္ဒိယနိုင်ငံမှာဂလုံအကြောင်းနဂါအကြောင်းရုပ်ရှင်ရိုက်ပြီဆိုလို့ရှိရင်တော့လင်းယုံနဲ့မွေဟောက်နဲ့ရိုက်တာဖြစ်တယ်အဲ့တော့လင်းယုံနဲ့မွေဟောက်ဟာဂလုံနဲ့နဂါလို့ပြောလို့ရတယ်သို့တော့ဒီစာထဲမှာပါတဲ့ဂလုံနဲ့နဂါဟာအစွမ်းတကူရှိတဲ့နတ်ဂလုံနတ်နဂါလို့တော့ဒီလိုတော့မှတ်လို့ရမဟာသမယသုတ်တန်ထဲမှာကြည့်ပဲဆိုရင်ဂလုံဆိုတာငှက်ဖဲဆိုတာထင်ရှားတယ်နော်မဟာသမယသုတ်တံမှာဒိဋ္ဌာဓိဇာပက္ခိဝိသုဒ္ဓစက္ခုဆိုဒိဋ္ဌာဆိုတာနတ်၌ဖြစ်သောဓိဇဆိုတာဥကမွေးတဲ့အကောင်နော်ဒိဋ္ဌာဓိဇာပက္ခိအတောင်ရှိတယ်ဝိသုဒ္ဓစက္ခုမျက်လုံးကတောက်ပအဝေးကြီးကကိုမြင်ရတယ်ဆိုဒီကနေ့ဂလုံတွေဟာဒီလင်းယုံတွေဟာလည်းပဲဒီတိုင်းပဲဓမ္မဆူးရှာတဲ့အမြင်ရှိနှုတ်သီးကြီးတွေကလည်းဓမ္မချွန်တယ်လက်သေးခြေသေးကြီးတွေကလည်းဓမ္မထက်ဖမ်းသွားနိုင်တယ်သူတို့တွေ့ဘူးကြလိုက်ပဲဒီနေ့ခေတ်မြင်လို့ရတဲ့အချိန်မှာတော့နော်ဒီနတ်ကြီးအိုဆိုတဲ့ channel ကိုကြည့်မယ်ဆိုလို့ရှိရင်နော်ငါးတွေပါတွေလည်းကောင်းကင်ကနေထိုးဆင်းပြီးတော့ငါးတွေကိုခြေထောက်နဲ့ကုပ်ယူသွားတာရှိတာမွေတွေလည်းအဲ့လိုဖမ်းသွားတာရှိအဲ့တော့ဒီမဟာသတိဒီမဟာသမယတုတ်ထဲမှာပါရာကိုကပဲဟောဒီလိုနဂါးနဲ့လင်းယုံနဂါးနဲ့ဂလုံဆိုတာမွေနဲ့လင်းယုံကိုပဲဆိုတယ်ဆိုတာအမတမတော့ထင်ရှားဧရကပတ္တနဂါမင်းအကြောင်းရေးတဲ့အခါမှာနော်ဧရကပတ္တနဂါမင်းဟာသူကခင်းကမြစ်ထဲမှာဖြစ်တဲ့နဂါးပဲမွေကြီးပဲသူဟာပပြင်းရှိတယ်အဲ့ဒီနဂါးကြီးကပုံစံအမျိုးမျိုးနဲ့ဖန်တီးပြီးတော့နေနိုင်တယ်ဒီကနေ့ခေတ်လည်းမြေကြီးအောက်မှာမွေကြီးတွေရှိတယ်ဆိုတာထင်ရှားတယ်ပေါ့မွေ